treatment လုပ်ပြီးတာ3ပတ်နော် follow up ပြန်လာပြတာပေါ့နော် ဟုတ်တယ်တာ follow up ပြန်လာပြရဆိုတော့ဘာတွေပြောင်းလဲသွားလဲကြည့်မယ်ဆိုမျက်ခုံးလေးပင့်ကြည့်လိုက်ပါဦးအဲ့ဆိုရင်ဒီမှာ line တွေမရှိတော့ဘူးပေါ့နော်မျက်မှောင်ကျုံကြည့်ပါမျက်မှောင်ကျုံလဲဟုတ်တယ်ရှည်လိုက်ရင်ရောဒီ line ရင်အရင်တော့ line ကအရှိကြီးပေါ့နော်အခုတော့အဲ့ဒီ line ရှိကြီးတော့မရှိတော့ပျောက်သွားပြီနော်ဟုတ်တယ်ပြီးတော့အမတို့ဒီမျက်လုံးကျနေရလေးတော့လည်းမျက်နှာကျနေရလေးတော့ filler လေးနဲ့လည်းနည်းနည်းလေး lift လုပ်ပေးထားတာပေါ့နော် filler လေးနည်းနည်းသုံးတာအဲ့ဒါလေးတွေကလည်းအခုဆိုရင်မျက်ရည်ကမကျတော့ဘူးเนาะဒီနာခြိုက်နေရကြီးပျောက်သွားတယ်မျက်နှာလေးလည်းတက်ပိုတဲ့ filler လေးနည်းနည်းเนาะမေးစီလေးနည်းနည်းထုတ်ပေးထားတယ်เนาะအဲ့ဒါလေးရောကြိုက်လားအဲ့ဒါလေးလည်းအဆင်ပြေတယ်ဒေါက်တာပထမတော့ဘူးတူတူကြီးဖြစ်နေလို့လေအခုတော့နည်းနည်းလေးထွက်လာတော့အဆင်ပြေတယ်ဒေါက်တာဟုတ်တယ်မေးစီလေးထွက်သွားရင်မျက်နှာကျလေးကပိုလှသွားတာဆိုတော့လေเนาะအဲ့ဒါလေးကိုမှနည်းနည်းလေးထုတ်ပေးထားတယ်ပိုလှကျင်တယ်ဆိုရင်မေးစီလေးပါနောက်ကျရင်ထပ်ထိုးလိုက်အဲ့ဒါပိုလှသွားမယ်ဟုတ်လုပ်ပြီးတော့ပြောင်းလဲသွားတာလေးတွေကိုပို့ပြီးတော့မြင်တာပုံလေးတွေနဲ့ရှင်းပြပေးလိုက်မယ်နော်လှပဆိုင်ရာကျွမ်းကျင်မှုများနဲ့အတူမြဲရှိနေမယ်ဒေါက်တာထပ်ပါ